ဝမ်မီပိတ်တဲ့တည်းရဲ့နှလုံးသားထဲမှာမမေ့နိုင်တဲ့ဆင်းတစ်ခုရှိပါတယ်။အဲ့ဒါက Mindful Super တင်ကလူဖီကိုကာကွယ်ရင်းနဲ့ Ace တည်ဆုံးသွားတဲ့အချိန်မှာ Ace တည်ဆုံးရာအကြောင်း YB ရဲ့ပါရဲ့လည်းပြိုကွဲသွားတဲ့လူဖီလည်းစိတ်သက်တွေကအပြင်းအထန်ကျဆင်းသွားခဲ့ပြီးပို့ပြီးတော့တန်မာလာဖို့ဆော့ဖြတ်ခဲ့တယ်။ဒါပေမဲ့ Ace တာအဲ့ဒီနေရာမှာမတည်ခဲ့ရင်ရောဟောကြားရဲ့သူ YB ရဲ့တာကွန်ကွန်ဟာကီပိုင်ရှင်လိုကီယာဒီဖက်ဖူအသုံးပြုတဲ့ Ace ဟာလျှင်နေငယ်တွင်ဘယ်လောက်ထိတန်မာလာမလဲဆိုတာကိုကျွန်တော်ရဲ့အမြင်အရပြပြသွားမှာဖြစ်ပါရဲ့။ကဲ Ace အကြောင်းဗီဒီယိုလေးမစခင်မှာကိုလူတို့ One Piece နဲ့ပတ်သက်ပြီးတော့သိချင်တာမေးချင်တာရှိရတယ်ကိုဒီဗီဒီယိုရဲ့ comment အောင်မှာမေးသွားလို့ရပါတယ်။ကျွန်တော်ရဲ့ channel subscriber 1K ပြည့်နေကြရင်မိတာရဲ့မိကုန်းတွေကိုဗီဒီယိုနဲ့တကွာပြပြပြပါမယ်။ကဲအချိန်ဆွဲမနေတော့နဲ့ဗီဒီယိုလေးကိုစလိုက်ရအောင်။ပထမဆုံးအနေနဲ့ Ace ရဲ့ backstory ကိုပြပြပါမယ်။ Ace ရဲ့နာမည်ပြည့်စုံက Pocket D Ace ပါ။ Ace ကိုပိုက်ကင်ကိုဒီဝါချာနဲ့ Pocket D Rose တို့ကနေမူဖခဲ့ပါတယ်။ဒါပေမဲ့ပိုက်ကင်ရဲ့သားဖြစ်တာကြောင့် Rose ဟာ Ace ကိုလ20ကြာအောင်ကိုယ်ဝင်လဲပြီးတော့မူဖခဲ့ပါတယ်။အဲလိုကြောင့်ပဲ Ace ရဲ့မိခင်ကတည်ဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ Roger ရဲ့ရန်သူလက်ဖြစ်မိတ်ဆွေလက်ဖြစ်တဲ့ Gat ကို Roger ကအကူအညီတောင်းပြီးတော့ Ace ကိုမွေးစားစေခဲ့ပါတယ်။ဒါပေမဲ့ Gat ဟာကိုယ်တိုင်မဆောက်ရှောက်ပဲနဲ့ Gat ရဲ့တငယ်ချင်းဒါတက်စီမှာ Ace ကိုအပ်ခဲ့တယ်။ဒီလိုနဲ့ပဲ Ace လူပြီးစားဖို့တော့ညီကိုတုံးအောင်ဖြစ်လာခဲ့တယ်ပေါ့။ဒါပေမဲ့စားဖို့ကမိသားစုကြောင့်ထွက်ပြေးရင်းနဲ့တင်မော့ကိုတိုက်ခိုက်ခံရပြီးတော့ဒီစားဖို့တည်သွားပြီလို့ Ace နဲ့လူပြီးတို့ကထင်ခဲ့ကြတယ်။ဒီလိုနဲ့ပဲ Ace အသက်ခွင့်ပြည့်အချိန်မှာပင်လယ်ထဲကိုစတဲ့ထွက်လာခဲ့တယ်။ Ace ရဲ့ပထမဆုံးပါဝဲကခပိတ်ပါဝဲပါ။အဲ့ချိန်မှာပဲ Ace ကမေယာနိုမီကိုစားပြီးပါပြီ။အချိန်တစ်ခုကြာတော့ Ace နဲ့ဂျင်ပေတို့ချားကြရဲ။အဲ့ဒါက9ရက်နဲ့9ညကြာပါရဲ့။အဲ့လိုနဲ့ပဲ YB ကရောက်လာခဲ့တယ်။အဲ့ချိန်မှာ Ace ကလည်း YB ကိုတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါပေမဲ့ YB ဖြစ်တာကြောင့်မနိုင်ဘဲနဲ့ Ace ကိုခေါ်ယူသွားခြင်းခံခဲ့ရတယ်။ဒီလိုနဲ့ပဲ YB က Ace ကိုမွေးစားခဲ့ပါတယ်။ Ace အနေနဲ့ကတော့တန်းလက်ခံမဲ့ကောင်မျိုးတော့မဟုတ်ပါဘူး။ဒီလိုနဲ့ပဲ YB ရဲ့အကြောင်းတွေကိုတီးပြီးနောက်မှာ Ace ကသူ့အဖေဖြစ် YB ကိုလက်ခံခဲ့တယ်။ဒါပေမဲ့တရက်မှာတော့ Black Bear ရဲ့ညနေညနေတွေအကြံစီတွေကြောင့်ပွဲတွေက test တက်ခံရပြီးတော့ Ace အနေနဲ့လက်စားချေကိုလိုက်လာခဲ့ရနေစားပြီးတော့ဘိန်းဖို့စပွဲကြီးကစတင်ခဲ့ပါတယ်။ကျွန်တော်အနေနဲ့ Ace အကြောင်းကိုတော့လူတိုင်းက TV ထင်လို့အသေးစိတ်တော့မပြောတော့ပါဘူး။အခု Ace မဲဖို့ဘက်မှာဘလို့မတည်ခဲ့မလဲဆိုတာကိုကျွန်တော်အမြင်အပြတ်ပြတ်သွားပါမယ်။ပထမဆုံးအနေနဲ့ Ace ကအကိုင်းလူရန်စားတာကိုတော့ထွက်ပြေးသွားမယ်ကောင်းမဟုတ်လို့ပြန်ချမှာပါ။ဒါပေမဲ့ Ace သွားရဲ့အကြောင်းရင်းကလူဖီကိုကဲဖို့ပါ။အဲဒါကြောင့်အကိုင်းလူကလူဖီကိုပြေးထုတ်မဲ့ချိန်မှာ Ace ကအရှိကနေဝန်ကာခဲ့ပေမဲ့ဂျင်ဘီရဲ့ရေအကြောင်းပဲဖြစ်ဖြစ် YB ရဲ့အစွမ်းအကြောင်းပဲဖြစ်ဖြစ်လူဖီနဲ့ Ace ကိုအဝေးကိုတော်နိုင်ခဲ့တယ်။ဒါပေမဲ့ Ace ကအကိုင်းလူကိုပြန်ချမယ်လို့ပေမဲ့ YB က Ace ကိုအသက်ရှင်ရမယ်ဆိုပြီးတော့အော်ပြောခဲ့တာကြောင့် Ace နဲ့လူဖီကထွက်ပြေးခဲ့တယ်။ဒါပေမဲ့အကိုင်းလူရဲ့နောက်ကနေရေဆုံးမြေဆုံးလိုက်ပြီးတော့တိုက်ခတ်မှုကြောင့် Ace အနေနဲ့ကြီးကြီးမားမားဒဏ်ရာတော့ရောက်သွားပါလိမ့်မယ်။ဒီလိုနဲ့ပဲ Ace နဲ့လူဖီတို့ကိုလောတို့ကကယ်တင်သွားခဲ့တယ်။ဒါပေမဲ့အကိုင်းလူကိုတားဝတ်အတွက်တော့ YB ကအသက်ကိုရင်းလိုက်ရတယ်။ YB ကတော့မင်းဖို့စစ်ပွဲမှာဖြစ်သွားတဲ့အတိုင်းပါပဲ။တစ်ဖက်မှာတော့ enemy တွေကလူဖီစီးကွက်နေရာမှာ Ace ကဖြစ်နေပြီးတော့လူဖီအနေနဲ့ဘေးကနေစိတ်ပူနေလိမ့်မယ်။အဲ့ဒါနဲ့ပဲလောရဲ့ကုသမှုကြောင့် Ace ကအသက်ဆက်ရှင်ခဲ့တယ်။လိုနဲ့ပဲ Ace နဲ့လူဖီတို့ကကျိုးကျိုးတဲ့ကျန်တဲ့လူတွေရှိသေးတဲ့အတွေ့အမြင်ကြောင့် Rayleigh နဲ့အတူတူတိုင်းစကင်နှစ်နှစ်အတွင်းမှာညီကိုနှစ်ယောက်လေ့ကျင့်ခဲ့ကြမယ်။ Ace မတည်ဆုံးခဲ့ရကြောင်း YB ရဲ့ bike ကလည်းပြိုကွဲသွားမယ်လို့ကျွန်တော်ကမမြင်ပါဘူး။ဒါပေမဲ့သူတို့တွေ Ace နဲ့အတူ Black Bear ကိုလက်စားချေဖို့တော့ပြန်လည်ကြိုးစားကြအောင်ပါပါ။အဲ့လိုနဲ့ပဲအတိုင်းစကင်နှစ်နှစ်ပြီးသွားတဲ့အချိန်မှာ Ace ကလည်း YB ရဲ့ bike ကိုပြန်မယ်။လူဖီကလည်း Soul ရဲ့ bike ကိုပြန်သွားပါလိမ့်မယ်။ဒါပေမဲ့ YB ရဲ့ကြာဆုံးမှုကြောင့်သူတို့တွေကရန်ကုန်နေရာကနေတော့ဖယ်ပေးလိုက်ရမှာပါ။ Ace ဥဆောင်တဲ့ YB ရဲ့ bike နဲ့ Marshall D Tees ဥဆောင်တဲ့ Black Bear ရဲ့ဖွဲ့တို့နှစ်ဖွဲ့လက်စားချေဖို့ကြိုးစားကြအောင်ပါပဲ။ဒါပေမဲ့ကျွန်တော်အနေနဲ့အသေးစိတ်တော့မပြောတော့ပါဘူး။ဒီလိုနဲ့ပဲ Ace လည်း YB ရဲ့ bike တွေကိုဥဆောင်ပြီးတော့ပါရွက်တစ်ခုဖွဲ့စည်းမဲ့လူဖီနဲ့မဟာမိတ်တွေဖြစ်လာမယ်။ Ace အနေနဲ့ YB ရဲ့ bike ပြိုကွဲသွားလို့လူဖီလောက်ထဲကောင်ဝင်မှာတော့မဟုတ်ပါဘူး။ YB ရဲ့ file ကိုဥဆောင်ရင်ဥဆောင်ဒါမှမဟုတ်ဘလဲကိုပိုင်းပါရွက်တစ်ခုကိုဖွဲ့စည်းမှာပါ။ကျွန်တော်အနေနဲ့ Ace တာမတည်ခဲ့ရင်ဘာဖြစ်မလဲဆိုတာကတော့ဒီလောက်ပါပဲ။ကျွန်တော်အဓိကပြောချင်တာက Ace တာမတည်ခဲ့ရင်ဘယ်လောက်ကျန်မလဲဆိုတာကိုပါပဲ။အဲ့တော့ Ace တာမတည်ခဲ့ရင်ဘယ်လောက်ကျန်မလဲဆိုတာကိုကျွန်တော်အမြင်အားထပ်ပြီးတော့ပြောပြသွားပါမယ်။ကဲ Ace ဘယ်လောက်ထိကျန်လာနိုင်မလဲဆိုရင်နိုင်စကင်နှစ်နှစ်ပြီး Ace နဲ့9ဖိုတုံးက Ace တို့ကမတူတော့ပါဘူး။အသက်20နှစ်အရွယ် Ace ဟာဒီဖက်ဖူကိုအားကိုးတဲ့ Fighter Mode နဲ့ Haki ကိုကျွမ်းကျင်တဲ့တုံးနိုင်တဲ့အကျဉ်းဆုံးလူတစ်ယောက်ဖြစ်လာနိုင်ပါရဲ့။
ပထမဆုံးအမတ်ဟာကီကအမေရာဒီနဲ့ရန်ကုန်ကွန်မတာတွေကိုပါထိခိုက်နေတဲ့အဆင့်တွေကိုတိုးတက်လာမှာပါဝါဆင်ဖက်ချင်းဟာကီကတော့ရန်သူရဲ့လှုပ်ရှားမှုတွေကိုကျုံမဲလာနေတဲ့အထိကိုရောက်ရှိလာမှာပါရေကြီးဆုံးကတော့ Ace မှာကွန်ကွာဟာကီရှိပြီးသားပါကွန်ကွာဟာကီကိုအတိပြုတာပြင်မဲ့ဒေချာအသုံးမချနိုင်တာကြောင့်နှစ်အတွင်းမှာဒေချာထိန်းချုပ်လာနိုင်ခဲ့မှာပါအဘတ်ကွန်ကွာဟာကီကိုလည်းတည်ယူနိုင်တဲ့အလားအလာရှိပါရဲ့ဒီဖက်ဖူဘက်မှာလည်းမေယာနိုမီကိုမရင်းဖို့တက်ပုံမကျွတ်လာမှာကတိကျပါရဲ့အဝီကန်နေပါလေလည်းရသွားနိုင်တာကြောင့်အနေဆုံးမီကိုပိုကြပြပြအသုံးချနိုင်တဲ့အဆင့်ကိုရောက်လာမှာပါဒါကြောင့် Ace တာမတီးခဲ့ရင် Ace ရဲ့ခွန်အားကအမှန်အဆင့်ရန်ကုန်နီးပါးလောက်ရောက်နိုင်ခဲ့ပါရဲ့ Ace ကလူဖီမဟုတ်တာကြောင့်ရာညံနှုံးပြီးတော့တိကျတိုက်ခဲ့မှာပါတကယ်လို့ Ace တာမတီးခဲ့ရင်ဝါနိုကလောခစ်တို့တက်ပူကျန်းနိုင်ပြီးတော့ဝါနိုကလူဖီခီယာဖိုက်တဲ့မတာတော့မနှိမ့်တဲ့အနေထားမှာရှိပါရဲ့တကယ်တော့ Ace ဆိုရဲ့ကာရီတာကအလားအလာအများကြီးရှိတဲ့ကာရီတာပါဝေါ်ကြရဲ့တာကွန်ကွာဟာကီယူဇာတယောက်ဒီဖက်ဖူတွေကအရှာပါဆုံးလူကီယာကိုတောင်စားတာရဲ့လူတစ်ယောက်ပါဒါပေမဲ့ Ace ကတော့တည်ဆုံးသွားခဲ့ပါပြီဒီဗီဒီယိုက Ace တာမင်းဖူမှာမတည်ခဲ့ရင်ဘယ်လောက်ထိကျန်းလာနိုင်မလဲဆိုတာကိုကျွန်တော်အမြင်အရပြောပြတာဖြစ်ပါရဲ့တကယ်လို့ Ace တာမတည်ခဲ့ရင်အရာပြောင်းလဲသွားနိုင်ပါရဲ့စာဘိုးကလည်းဒီဖက်ဖူစားမိတော့မှမဟုတ်တလို့ဒွဆောစာရဲ့အဓိကပြန်ဝင်ကြီးကိုလည်းကျွန်တော်တို့မြင်ရမှာမဟုတ်ပါဘူးအဲဆိုရင် Sword Grand Fee ကလည်းရှိလာမှာမဟုတ်ပါဘူးကဲတော့ Ace တည်သွားတာဟာလူဖီအတွက်အရာကောင်းခဲ့ပါရဲ့ဗီဒီယိုဟာအတန်တိတ်မှတ်တော့တာဖြစ်ပါရဲ့ Ace ကလည်းတူတာခဲ့ပြီဖြစ်တယ်လို့ဝမ်မီကလည်း Ace မပါဘဲနဲ့အခုထိလက်ပတ်နေပါသေးရဲ့ကဲ Ace တာမတည်ခဲ့ရင်ဘယ်လောက်ထိကျန်းနိုင်မလဲဆိုတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒါတွေကကျွန်တော်အမြင်ပဲဖျက်ပြသွားတာဖြစ်တာကြောင့်ကိုလူတို့အမြင်တွေကိုလည်း comment အောင်မှာဖျက်ပြနိုင်တယ်လို့ဝမ်မီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း comment မှာပြောပြလို့ရပါရဲ့ကျွန်တော်အနေနဲ့ subscriber 1k ပြည့်အချိန်ကြာရင်ဗီဒီယိုနဲ့တော့အပြည့်ပေးပါမယ် See you guys in the next video